ဒီလိုထူးဆန်းပြီးကြောသားတွေနဲ့တူတဲ့မြင်ကွင်းဟာတကယ်တော့တစ်ခိုပန်းပုံစံရှိခိုးကောင်လို့ခေါ်တဲ့ Orchid Mantis လေးတွေသူတို့ရဲ့တာအုပ်အိမ်ကနေထွက်ပေါ်လာတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဒီရှိခိုးကောင်တွေဟာတခြားတရိษံအများစုလိုပဲအရေးအတွက်နဲ့အသားစီရအောင်ကြိုးစားကြပါလေ။အကောင်60ကျော်လောက်တပြိုင်တည်းပေါက်ခွာတာဟာတချို့တော့အကောင်တွေအရွယ်ရောက်တဲ့အထိရှင်သန်နိုင်ချေကိုပိုများစေပါတယ်။ဒါပေမဲ့ပေါက်ဖွားစပထမဆုံးမိနစ်ပိုင်းနေမှာတော့သူတို့ဟာအလွန်ကိုအန္တရာယ်ရှိတဲ့အခြေအနေမှာရှိပါတယ်။သူတို့ရဲ့နူးနယ်တဲ့ခန္ဓာကိုယ်တွေမာကြောလာစေဖို့ဆိုရင်အမြန်ဆုံးပုံကွယ်မှရမှာပါ။မိနစ်20ဆိုတဲ့အချိန်အတွင်းမှာပဲသူတို့ဟာပုံစံပြောင်းလဲတော့ကြပါပြီ။အခုတော့အနီးကဆုံအန္တရာယ်ဆိုလို့သူတို့အချင်းချင်းပဲရှိပါတယ်။ဒီရှိခိုးကောင်တွေဟာလှုပ်ရှားသမျှအကြအားလုံးကိုစားသုံးကြတာမို့လို့သူတို့အချင်းချင်းကိုတောင်ပြန်စားတတ်ကြပါတယ်။မိခင်အင်ကနေထွက်ခွာဖို့အချင်းကြပါပြီဒီအကောင်ငယ်လေးဟာအပင်ငယ်လေးကြားမှာပုံအောင်နေတဲ့တာရဲတရိษံတို့ရဲ့တိုက်ခိုက်မှုကိုခံရနိုင်တဲ့အနေအထားမှာရှိနေပါတယ်ရှိခိုးကောင်တကောင်ရှင်းတန်းနိုင်မလားမရှင်းတန်းနိုင်ဘူးလားဆိုတာကန်တရားအပေါ်မှာလည်းအများကြီးမူတည်ပါတယ်တာရဲကောင်ပါသူ့ကိုမြင်သွားမလားသူကညာဘက်ကိုကြွေမလားဒါမှမဟုတ်ဘဲဘက်ကိုကြွေမလားအခုထိတော့သူ့ရဲ့ကန်တရားကကောင်းနေတုံပါပဲဒါပေမဲ့ jumping spider လို့ခေါ်တဲ့ပိုက်စာနီရဲ့ပင့်ကိုတကောင်ကတော့သူ့နောက်ကိုလိုက်နေစေပါရှိခိုးကောင်တကောင်မွေးရပါအမြင်အာယုံကောင်းမွန်ကြပေမဲ့ပင့်ကိုရဲ့အမြင်အာယုံကတော့ပေါ်ပြီးတားလွန်ပါတယ်လွတ်မြောက်နိုင်ခြင်းမရှိတော့ဘူးလို့ထင်ရပေမဲ့ဒီရှိခိုးကောင်လေးမှာအံ့ဩစရာကောင်းတဲ့ကိုကားကွယ်နည်းရှိပါတယ်။အဲဒါကတော့ရှိခိုးကောင်လေးရဲ့ကွန်ဖိုးတိုင်းကွယ်ပါပဲ။တကယ်တော့ဒါဟာရန်သူကိုထင်ရောက်ထင်မှားဖက်အောင်လို့ခန္ဓာကိုယ်ပိုကြီးတယောင်ဟန်ဆောင်ပြတာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့သူဟာလွတ်မြောက်သွားခဲ့ပေမဲ့နောက်ထပ်ရှေ့ဆက်ရမယ့်လမ်းကတော့အဝေးကြီးကျန်ပါသေးတယ်။ကန်ကောင်းမယ်ဆိုရင်တော့နောက်2လလောက်အကြာမှာသူဟာဒီတစ်ခိုပုံစံရှိခိုးကောင်ကြီးလိုပဲလှပပြီးကြီးမားလာမှဖြစ်တယ်လို့ကံမကောင်းရင်တော့တခြားအကောင်ရဲ့အစားခံရရဲ့ဘဝနဲ့ပဲအဆုံးသတ်သွားနိုင်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်သွားကြပါဦး